One Friday fight 126ရဲ့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ပွဲပေါ့နော်စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ပွဲကကျွန်တော်တို့ဘယ်ပွဲလဲဆိုတော့ပေါ့ကျွန်တော်တို့ဒီထိုင်းရဲ့မွေထိုင်းလီဂျန်ကြီးပေါ့နော်နောက်ထပ်ကျွန်တော်စမ်းအေးပြီးနောက်ထပ်လီဂျန်နောက်တစ်ယောက်ပေါ့နော်ဆက်ဆန်ရဲ့ပွဲလည်းရှိတယ်ပေါ့နော်ဆက်ဆန်ကကျွန်တော်တို့မြန်မာထိုင်းဖိုက်တာပေါ့နော်ဆူအာဘလက်နဲ့တွေ့နေတယ်ပေါ့နော်ဆူအာဘလက်ဆိုတာကတော့ဗျာကျွန်တော်တို့ဘယ်လိုပြောမလဲကစ်ဘောင်စင်ပွဲကျွန်တော်တို့ရော့ထန်ရဲ့ရောက်ဖောက်နိုင်ထားတဲ့ကျွန်တော်ဘက်ကစ်တွေခုန်ကန်ပြီးတော့နိုင်ထားတဲ့တရားပေါ့နော်အဲသူနဲ့ပွဲပေါ့နော်သူတို့ပွဲကကျွန်တော်ပြောရရင်ဗျာဆက်ဆန်ကလည်းကျွန်တော်တို့မွေထိုင်းမှာအခုနောက်ပိတ်ဆုံးနိုင်ထားတာဆိုးလင်းကိုနိုင်ထားတာဗျာဆိုးလင်းနဲ့ဆက်ဆန်ဆိုတာဆိုးလင်းနဲ့ထိုးတဲ့တယောက်ဆိုးလင်းကိုနိုင်ထားတဲ့အမှတ်နဲ့ပေါ့နော်အမှတ်နဲ့နိုင်ထားတဲ့တယောက်အဲ့တယောက်ကဟိုသူလည်းရှုံးတာနှစ်ပွဲစတိုက်ရှိနေပြီဗျာဒီဆူအာဘလက်ကလည်းကျွန်တော်တို့ရှုံးတာနှစ်ပွဲစတိုက်ရှုံးတာမွေထိုင်းမှာလုံးဝမနိုင်သေးဘူးသူကလည်းအဲ့တော့သူတို့နှစ်ယောက်တွေ့ကြတာပေါ့နော်သူတို့နှစ်ယောက်တွေ့ကြတာဖြစ်တဲ့အတွက်ဆက်ဆန်ကကြာလူတော့ဖြစ်နေပြီဗျာအသက်အခု36နှစ်ဆိုတော့ကြာလူဖြစ်နေပြီသူငယ်ငယ်တော့ကတော့ဒါတကယ်လီဂျန်ပဲပေါ့နော်ဆူအာဘလက်ကြာတော့တက်လူပေါ့နော်အခုတကယ်အကောင်းဆုံးချိန်ရောက်နေတယ်ဒါပေမဲ့လို့ကျွန်တော်ဆူအာဘလက်ကကျွန်တော်တို့ဒီမှွေတိုင်းထိုးလို့ရှိရင်နည်းနည်းလေးဟိုအားနည်းချက်လေးရှိတယ်ဗျာနော်နီးစနစ်ပိုင်းရကောသူမာကုံလေးနည်းနည်းနဲတယ်ဗျာနော်ဆက်ဆန်ကတော့တော်တော်မာတယ်တကယ်စဉ်းစားကြည့်လိုက်ပါနော်ဆိုးလင်းဦးနဲ့တောင်ထိုးတယ်သူတင်ငါတင်ထိုးတယ်ဆိုတော့ဆက်ဆန်ရဲ့မာကုံကတော့တော်တော်လေးကိုမြင့်တယ်အဲ့ဒီမာကုံကိုကျွန်တော်တို့ဆူအာဘလက်အနေနဲ့ဖြိုနိုင်မလားပေါ့နော်အဲ့ပွဲတော်တော်ကြီးလို့ကောင်းပါဗျာနှစ်ယောက်စလုံးကလည်းရှုံးထားကြတယ်ပေါ့နော်အရှုံးတွေကိုစီနဲ့မှွေတိုင်းမှာလုံးဝမနိုင်ကြသေးဘူးပေါင်140တန်းမှာထိုးမယ်ဆိုတော့ section တော့ကတော့ကျွန်တော်တို့နည်းနည်းသူကြိုက်တဲ့ weight တန်းပဲပေါ့နော် weight တန်းပဲဆိုတော့ကြည့်လို့ကောင်းမယ်ကျွန်တော်ထိုင်းမြန်မာ fighter ဆူအာဘလက်နေတယ်တော့လွယ်မှာတော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ section စီကြာနေတဲ့ကြာလူဖြစ်တယ်တိတ်မကောင်းတော့ဘူးဒါပေမဲ့မာကုံကတော်တော်မြင့်တယ်ဗျမာကုံတော်တော်မြင့်တယ်ထိလို့ရှိရင်ကြာသွားနိုင်တာဒီမာကုံကအခုတဖြည်းဖြည်းဒီဆူအာဘလက်လည်းတက်လာပဲမဲ့ပေါ့နော်ဒီသူ့ရဲ့ power ကိုခံနိုင်ပါမလားပေါ့အဲ့လိုမျိုးကြည့်လို့ကောင်းမယ်ဒီတွဲဆိုင်ကတော့ကျွန်တော်ထွက်ထားပြီပေါ့နော်ကျွန်တော်တို့စမ်းအေနဲ့တွေးလင်းထက်တဲ့ပွဲရဲ့အရှိပွဲဖြစ်မလားတော့မသိဘူးပေါ့နော်အဲ့တော့အဲ့ဒီပွဲလဲကျွန်တော်တို့ကြည့်လို့ကောင်းမယ်ကျွန်တော်မြန်မာ Thai Fighter ဆူအာဘလက်ကိုအားပေးရမယ်ပေါ့ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုစီပါ